ပေါ်ဦးငါထံသို့စင်ဖြူတော်ဆက်တလာသည်မှာတိုင်းပြည်အတွက်နမိတ်ကောင်းပေသည်သို့သောစင်ဖြူတော်ဆိုသည်မှာအဖြူရောင်ရှိမှသာစင်ဖြူတော်ခေါ်ထိုက်သည်မဟုတ်လောအခုစင်မှာအသားအယောင်ကဖြူမနေပဲမွဲပြပြဖြစ်နေသည်ဒါကိုမင်းကဘလို့အတိတ်ပဲဖွင့်မလဲ မှန်လားပါဖုံးတော်ကြီးလာတော်မင်းများစင်ဖြူတော်ဆိုဒီမှာအသားအယောင်ဖြူယုံမြဖြင့်စင်ဖြူတော်မခေါ်ထိုက်ပါဖေဟာဖြူစုသည့်စကလုံးသည်စင်ကြယ်ခြင်းကိုဆိုလိုပါသည်ဖေဟာ ရှင်းအောင်ရှောက်စမ်းပုံ မှန်လားပါလောကတွင်သမင်းဖြူသည်ဖြူတော်လဲစားရရယုံသာရှိပါသည်နွားနို့ဖြူသည်ဖြူတော်လဲတောက်၍ရယုံသာရှိပါသည်သို့သောအရှင်မင်းကြီး၏ကိုကျင့်တရားသည်ဖြူစင်လင်းမူကားတနိုင်ငံလုံးအေးချမ်းရပါသည်ထို့အတူယခုစင်ဖြူတော်သည်လည်းအသားရောင်မဖြူတော်ညာအကျင့်တီလစင်ကြဲသောမင်းကောင်းမင်းမြတ်ထံသို့ဆိုက်ရောက်လာခြင်းဖြစ်သောကြောင့်၎င်းစင်ကိုဖြူသည်ဟုခေါ်ဝေါ်ခြင်းမှာစင်၏အစင်းကြောင့်မဟုတ်ပဲအရှင်မင်းကြီး၏ဖြူစင်သောဖုံးလယုံကြောင့်သာဖြစ်ပါသည်ဗျာ ကောင်းလေစွာကောင်းလေစွာ